ခင်ပြောဖို့လေစီစဉ်ပြီးတာမျိုးသိမ်းများတော့တယ်ရှိနေမျိုးဖြစ်လာလို့ဘာကြောင့်ကိုယ်စကားလေးသူနဲ့တွေ့လိုက်တိုင်းဒီကိုရှိုးမို့ပြန်ကြောက်သွားလေငယ်ရှင်ကပြောတယ်သူညနိုးလို့တန်ဖို့ထားရတယ်ကောင်းမလေးရဲ့မြတ်တာကိုရှုပ်ပေါ်ကြတဲ့ခွန်းနဲ့သူမနာတဲ့ပြောပြတော့ဘာပြန်ပြောလိုက်ရမယ်ဒီဘူးခွေကိုယ်တည်းရှိတဲ့ကောင်မလေးတွေနဲ့ဒီမလောင်ချင်ရတယ်ငယ်ရှင်ရှင်နေစမတရားဘူးရှိတော့လေစိတ်မဆိုးနိုင်ပါလေငယ်ရှင်ပြန်ရှိဖို့ဆိုတာကတော့ကိုလိုမျိုးလုံးနေဘယ်လိုမှမပတ်သက်ဘူးသူ့ဘောချတယ်လူသူရေးလိုက်နေမေခင်မင်းတော့ပြပါနေငယ်ရှင်ကိုယ်သေးရှိတဲ့ကောင်မလေးတွေနဲ့ဒီမလောင်ချင်ရတယ်ငယ်ရှင်ရှင်နေစမတရားဘူးရှိတော့လေစိတ်မဆိုးလိုက်ပါနေငယ်ရှင်ခင်မင်းတော့ကြပါနေငယ်ရှင်စိတ်မဆိုး